သပင်ဖြူတဲ့သူလေးတွေသပင်ဖြူဖုံးအောင်စိုးစေးတွေခဏခဏစိုးရတာလည်းမလွယ်ပါဘူးနော်မဖြူချင်ဘူးဆိုတော့လည်းလုပ်ရတာပဲလေနော်ကိုယ်တိုင်ကဖြူခဲ့ဘူးတော့ဖြူနေတဲ့သူလေးတွေကိုကိုချင်းစာပေးလို့ရပါတယ်အခုချိန်မှာတော့မတ်ထက်ကသပင်အဖြူထွက်နှုံးကထပ်ပြီးတော့မပွားလာတဲ့အတွက်အရန်ကိုမှစိတ်ချမ်းသာနေရပါတယ်နော်ဒါဆိုရင်ဘယ်လိုမျိုးလုပ်ရမှာလဲအဖြူဖုံးအောင်စိုးစေးတွေစိုးရမှာလားမဟုတ်ဘူးမတ်ထက်ကစိုးစေးစိုးဖို့လုံးဝတိုက်တွန်းမှာမဟုတ်ဘူးနော်တဘာဝနီလန်အတိုင်းပဲပြောပြမှာမတ်ထက်ကသပင်ဖြူလေးတွေစပြီးဖြူလာတာမြင်တာနဲ့ rosemary ဝိုင်း3မျိုးတွဲလုံးကိုမတ်ထက်ကစပြီးတော့သုံးလိုက်တာဖြူအထွက်နှုံးကိုလေအထူး short ချပေးနိုင်တဲ့အတွက်အဖြူအထွက်နှုံးကထပ်ပြီးပွားမလာတော့ဒါကြောင့်မတ်ထက်ရကောင်းပါလေသပင်ဖြူဆိုတာထပ်ပြီးမပွားလာတာပဲသပင်ဖြူနဲ့ပတ်သက်လို့ငုတ်တူလေးသပင်တော့အခုထိထပ်ပွားမလာဘူး baby hair တွေကတော့တအားထွက်တာတအားကိုပြန်ပေါက်တာbaby hair ပေါက်တဲ့အချိန်မှာအဖြူထွက်မယ်ဆိုထွက်လို့ရတယ်လေဒါကြောင့်မတ်ထက်ကအာမခံချက်ပေးနိုင်တယ်လို့ဖြူနေတဲ့သူလေးတွေအားလုံးငွေကုန်လူပန်းတွေမဖြစ်ရအောင်လို့တကယ်ကိုမတ်ထက်ကအာမခံချက်အပြည့်အဝနဲ့ပြောပြပေးနေတာဖြစ်ပါတယ်စိတ်ချယုံကြည်စွာနဲ့သုံးကြည့်ကြည့်ပါနော်